မင်္ဂလာပါတီချာတို့ဒီ project ရဲ့ railing ပေါ့နော်လက်ရန်လေးဆွဲမယ်လက်ရန်ကိုဘာအတွက်လက်ရန်ဆွဲမှာလဲတီချာဆိုရင်တော့ veranda လက်ရန်လေးဆွဲမှာဖြစ်ပါတယ်ဒါဆိုရင်တီချာတို့ဒီအပေါ် project မှာဆွဲထားတဲ့ဒီ veranda မှာရှိတဲ့ဒီတိုင်လေးတွေကတီချာမလိုချင်ဘူးဆိုတော့ select လုပ်လိုက်ပါနော်သူကလေ column တစ်တိုင်လုပ်ပြီးတော့နောက်တစ်တိုင်ကို select လုပ်ချင် control ဖိထားမှရတာနော်ဒါဆိုရင်တော့ဒီလေးတိုင်လေးကိုဒီချေတော့ delete ဆိုတာလေးဖြတ်လိုက်ပါဒီချေကဒီလို album ဆန် veranda ကို open လေးလိုချင်တာနော်ဒါဆိုရင်တော့ railing လေးဆွဲလို့ရပြီဆိုတော့ plan view မှာဆွဲမှာဖြစ်ပါတယ် 1F ရဲ့ plan ကို double click ခောက်ပြီးတော့ဝင်လိုက်မယ်veranda ဘယ်နေရာမှာရှိရလဲဆိုတော့အင်းရဲ့အနောက်ဘက်မှာတစ်ခုရှိတယ်ပြီးတော့ဒီအရှေ့ဘက်က album ဆန်အတိုင်းမှာတစ်ခုရှိတယ်ဒါဆိုရင်ဒီချေတို့ railing နှစ်ခုဆွဲပေးရမှာပေါ့နော်အနောက်ဘက်က veranda လေးကတစ်ခုအရှေ့ဘက် veranda လေးကတစ်ခုဆိုပြီးတော့လက်ကင်နှစ်ခုဆွဲမယ် okay ဒါဆိုရင်ဒီချေတို့က railing ဆိုတော့ဘယ်နေရာမှာရှိရလဲဆိုတော့ architecture tab ထဲမှာ circulation ဆိုတဲ့ tab ထဲမှာ railing ဆိုတာရှိပါတယ် railing ကအပိုင်း2မျိုးရှိတယ် sketch pad ရဲ့ place on stair and ramp ဆိုတာဒီချေတို့ stair အကြောင်းလည်းပြောရတယ် ramp အကြောင်းလည်းပြောရတယ်အဲ့ဒါသွားလို့မရအောင်ဒီချေတို့ veranda ဆွဲမယ်ဆိုရင်အတက်ဖြစ်တဲ့အတွက်ကြောင့် sketch pad ဆိုတာလေးနဲ့ဆွဲမယ်။ဘာနဲ့ဆွဲမလဲ sketch pad okay sketch pad ဆိုတာလေးကိုယူလိုက်ပြီ။ဒါဆိုရင်တော့ဒီချေတို့က draw တွေကဘာကိုသုံးမလဲဒီချေတို့ရဲ့ veranda linear shape လေး line ပဲဆွဲမှာပေါ့နော် line okay line လေးယူလိုက်ပြီးတော့ဒီ veranda ရဲ့အတွင်းထဲကိုနည်းနည်းလေးဝင်လိုက်နော်ကြိုက်တလောက်လေးဝင်လိုက်ပါအများကြီးဝင်စရာမလိုပါဘူး line လေးတစ်ကြောင်းဆွဲလိုက်ရုံပဲလက်ကင်လေးကဒီတစ်ကြောင်းထဲပဲဆိုရင်ဒီတစ်ကြောင်းလေးပဲ line လေးဆွဲလိုက်ရုံပဲဆွဲလိုက်ပြီးပြီဆိုရင် finish edit mode ဆိုပြီးတော့ဒီအစိမ်းရောင်အမတ်ချစ်လေးကိုရဲရဲကြီးခောက်လိုက်ပါဒါဆိုရင် railing ရသွားပြီခဏနေမှသွားကြည့်ကြမယ်နော်ဒါဆိုရင်နောက်တစ်ခုဆက်ဆွဲမယ်ဆိုတော့ architecture tab တဲကိုသွားတယ် railing ဆိုတဲ့ထဲမှာ sketch pad ဆိုတာလေးကိုယူမယ် okay line လေးနဲ့ဆွဲမယ်နော်ဒီတစ်ခေါက်တော့ဒီ grid line လေးအတိုင်းဆွဲမယ်ဒီရဲ့ end point ကနေစလိုက်မယ်ဒီစုံမက်ထိကိုဆွဲတော့ပါမယ်ပြီးတော့သူကလေ chain ကို off ထားတော့ဘာဖြစ်တာလဲဆိုရင် line တစ်ကြောင်းဆွဲပြီးရတယ်ထွက်သွားရောထွက်တော့လည်းဘာမှမခက်ပါဘူး end point လေးကို clip ပြန်ခောက်ပြီးတော့ဒီ wall ရဲ့အပြင်ရဲ့ intersection point ထိကို line လေးဆွဲလိုက်ပါဒါဆိုရင်ဒီ veranda ရဲ့ railing က elbow ဆန်လေးဆိုတော့ဒီမှာဒီချေတို့ elbow ဆန်လေးဆွဲလိုက်ပြီးပြီဆိုတော့အမှန်ချစ်လေး finish edit mode ဆိုပြီးတော့အမှန်ချစ်လေးချစ်လိုက် 3D မှာတကယ်ရောလက်ရန်ပေါ်ရဲ့လားဒီချေ default 3D view ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ဒီမှာလက်ရန်လေးပေါ်နေပြီအနောက်ကမြင်ချင်တဲ့ orbit လေးနည်းနည်းလဲမယ်အနောက် veranda အရှေ့ veranda နှစ်ခုစလုံးမြင်သွားပြီလာလား veranda ကြီးကလာလားမလားမသိသေးဘူးဘာလို့လဲဆိုရင်တခြား design နဲ့မရှင်ရသေးရဖြစ်တဲ့အတွက်ကြောင့်တိတ်မသိသေးဘူးကြိုက်လားမကြိုက်ဘူးလားဆိုတာဒီ railing ကို select လုပ်မယ်ဒီအရှိက railing ကို select လုပ်ချင် control လေးဖိထားဒီမှာ cursor ရဲ့ဘေးမှာအပေါင်းလေးပေါ်လာပြီအဲဆိုရင် selection add ထပ်လုပ်မယ်ထပ်ပေါင်းမယ်ဒါလေးကို click တစ်ချက်ခောက်ဒီ railing နှစ်ခုစလုံးကို select လုပ်ပြီးသွားပြီ select လုပ်ပြီးပြီဆိုရင် property မှာ railing type ဘယ်နှမျိုးပြောင်းလို့ရလဲဆိုတာသွားပြောင်းကြည့်မယ်ပထမဆုံး design class panel okay man design ရွေးကြည့်လိုက်တယ်ကြိုက်လားမသိသေးဘူးနောက် design တစ်ခုပြောင်းမယ် pipe design ဒါ horizontal တန်းလေးကြိုက်လားမသိသေးဘူးနောက် design တစ်ခုချိန်ကြည့်မယ် okay ဒါလေးကကြတော့ vertical post မှာခဏတော့ကနေမတူတာဘာကွဲလဲဆိုရင်ကင်တဲ့နေရာပါတယ်ဒါပေမဲ့ကင်တဲ့နေရာနည်းနည်းတော့လွဲနေရအတွင်းကကင်ရမှာကိုသူကဘယ်ရောက်နေအောင်အပြင်မှာရောက်နေရနော်အနောက် veranda အတွက်အရှေ့ veranda အတွက်ကတော့အတွင်းထဲမှာရောက်နေရဆိုမှန်းတယ်ဒါဆိုရင်ဒီလက်ကင်လေးကအပြင်ရောက်နေရင်ဘယ်လိုပြင်ရတာလဲဒီချေလက်ကင်အပြင်ရောက်နေရင်ဘယ်လိုပြင်ရလဲ okay floor plan ကိုသွားဒီ railing ကို select လုပ်များလေးရှိတယ် flip လုပ်မယ် flip railing direction သူ့ရဲ့ direction ကိုအတွင်းပြင်လှည့်လိုက်ပြီးတော့ default 3D view ဆိုတာလေးကိုပဲပြန်သွားပါတမ်းပါတယ်လက်ကင်လေးကသူ့အတွင်းဝင်သွားပြီဒါပဲ okay ဒီ design ကြိုက်လားမကြိုက်လားမသိသေးဘူး select ပြန်လုပ်ထားနောက် design တစ်ခုထပ်ချိန်မယ် pipe design ကိုမှ Henry နဲ့ဒီလိုပုံစံလေးမတိသေးကြိုက်လားနောက်ဆုံး design ပြင်ရေးနောက်ဆုံး design ကဒီကျတော့ဆွဲလိုက်တဲ့ချိန်ပထမဆုံးထွက်လာတဲ့ design ဖြစ်ပါတယ်ဘာ design ကြိုက်လဲ9ခုလုံးလည်းရွေးကြည့်ပြီးသွားပြီဆိုတော့တယောက်နဲ့တယောက်တူချင်မှတူပါမယ်ကြိုက်တာရွေးလိုက်ပါဒီချက်ကတော့ဒီချက်တို့ရဲ့အိမ်က modern ပုံစံနဲ့သွားနေတာဖြစ်တဲ့အတွက်ကြောင့် class panel ဆိုတာလေးကိုပဲရွေးလိုက်မယ်
Okay ဒါဆိုရင်ဒီချက်တို့ floor မှာလည်း error အကြောင်းပြောခဲ့ပြီဆိုတော့ railing မှာရော error အကြောင်းရှိလားဒီချက်ရှင်းပြမယ် Okay railing ကိုဒီချက်ကဒါဒီအနောက်မှာတစ်ခုဆွဲပြီးတော့ဒီအရှိမှာတစ်ခုဆွဲတာမဟုတ်ဘဲနဲ့နှစ်ခုကိုပြိုင်တူဆွဲမယ်ဆိုရင်ဆွဲလို့ရလားဒီချက်သိချင်တယ်လေသိချင်တယ်ဆိုတော့ဒါကြီးကို delete ဖြတ်လိုက်တယ်နော်ပြန်ဆွဲမယ် railing sketch pad okay ဒီနားလေးမှာ railing တစ်ခုရှိပါတယ် horizontal လေးဆွဲမယ် okay ဆွဲပြီးပြီဒီနားလေးမှာလည်းထပ်ပြီးတော့ L ပုံစံလေးရှိမယ်နှစ်ပိုင်းဆိုတဲ့အတွက်ကြောင့်ဒီချက် option မှာ chain လေး on လိုက်အောင်မယ်နော်လာပြီးတော့နောက်တစ်ခါ end point မပေးချင်လို့ဆိုတော့ chain လေး on လိုက်မယ် okay စတိုက်သွားပါစေဆိုပြီးတော့ line လေး sketch pad ထပ်ဆွဲလိုက်တယ်အနောက်မှာ veranda လေးရန်တစ်ခုအရှိမှာတစ်ခုပေါ့နော်ဆွဲလိုက်ပြီအမှန်ချစ်ချစ်ရအောင်စလာပြီဘာလဲတော့ error တဲ့ cannot be ignored တဲ့လစ်လူမရှိပါနဲ့တဲ့ the railing line must be a single connected sketch တဲ့ဒီ sketch line ကဘာဖြစ်ရမှာ single line ပဲဖြစ်ရမယ်လို့ပြောတာမဟုတ်เนาะတစ်ကြောင်းပဲဖြစ်ရမယ်လို့ပြောတာမဟုတ် single connected sketch ဆိုတာဒီတစ်ပိုင်းချင်းစီကဆက်နေရမယ်လို့ပြောတာအခုဆက်လားအနောက်ကတစ်ပိုင်းနဲ့ဒီရှေ့ကနှစ်ပိုင်းနဲ့ထိလားမထိဘူးအဲအကြောင်းမလို့ဆွဲလို့မရဘူး if you want separate piece or railing တဲ့ဒီလိုအပိုင်းပိုင်းလေးလိုချင်တယ်ဆိုရင်ဘာလုပ်ပေးရမလဲဆိုရင် create two or more separate railing တဲ့နှစ်ပိုင်းသုံးပိုင်းဖြစ်ခွဲဆွဲပါတဲ့သူပြောတာအဲဆိုဒီကျတော့ကဒီလိုမထိနေပဲနဲ့တပိုင်းချင်းစီဒီလိုဆွဲချင်လို့ကတော့မရဘူးလို့ပြောတာအကယ်သူကထိနေမယ်ဒီကျကတကယ်တော့ဒီနားလေးမှာဝေါ်တာမရှိဘူးဆိုရင်ဒီကျတော့ဒီနားလေးမှာ veranda ရှိတယ်ဆိုရင် railing ရှိမယ်ဆိုရင်အမှန်ချစ်လို့ရလားလို့ချစ်ပြချင်လို့เนาะfinish at this move ဆိုပြီးချစ်လိုက်မယ်ဆိုတော့ရတာပေါ့ဘာလို့လဲဆိုရင်သူက connected အကုန်လုံးထိဆက်နေရဟဲ့နော်ဒါဆိုရင်တော့တဘောတရားလေးနားလည်မယ်လို့ထင်ပါတယ်ဒါဆိုရင်ဒီချက်တော့ဒီနေရာထိလိုက်ဆွဲရအောင်ဒီချက်ကတော့ control set နဲ့ပြန်ပြီးတော့ man design လေးကိုပဲပြန်သွားရွေးလိုက်ပါမယ်နော်ဒါဆိုရင်အားလုံးပဲ rating လေးလိုက်ဆွဲကြည့်ရအောင်